suitable stress ဆိုတာကျတော့စကလုံးတစ်လုံးမှာရှိတဲ့အတန်ထွက်ကိုမှန်ကန်စွာ stress ပြီးတော့ပြောတဲ့စာကိုပြောရဟုတ်တယ်။မဆိုဆို suitable ဆိုတဲ့စကလုံးတစ်လုံးမှာကျတော့သူ့မှာ3 syllable ရှိတယ်အတန်3ခုရှိတယ် syllable ပေါ့နော်ဒီ3ခုရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ suitable stress ဆိုတာဆိုတော့မှန်ကန်စွာပထမတစ်ခုကို stress တာပေါ့နော် syllable ထဲကနေပထမတစ်ခုကို အဲ့ဒီစကလုံးကတော့ stress တာ stress ဆိုတော့စိတ်ဖြစ်စီးတာကိုပြောရမှာဟောတော့မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အတန်ကိုတော့ stress ပြီးတော့ပြီးတော့ဦးစားပေးပြီးတော့အတန်ထွက်တာကိုပြောတာဟုတ်တယ်ပေါ့နော်အဲကြောင့်မလို့ common suitable stress mistakes ဆိုတော့ကျွန်တော်တို့နေ့စဉ်3စကလုံးတွေမှာငါတို့ကမားပြီးတော့အတန်ထွက်နေတဲ့စကလုံးတွေမားတဲ့နေရာမှာစကလုံးတစ်လုံးမှာရှိတဲ့အတန်ထွက်ကိုအမားနေရာမှာလွယ်ပြီးတော့ပေါ့နော်ပြီးတော့ stress ပြီးတော့ပြောခဲ့တဲ့ပြောမိတဲ့စကလုံးတွေကိုငါတို့